နေရာသွားအရက်ဆိုင်ပဲဘယ်နေရာသွားဘာပေါ်ကုန်ပြီလဲနေရာတိုင်းမှာရေအိုးစင်မတွေ့ရဘူးတွေ့ရရဲ့လားအဲ့ဒါရေအိုးစင်တဲ့မတတ်နိုင်လဲစုပေါင်းပြီးလှုပ်ကြရေအိုးစင်များမှအေးမှာဘာမှအေးမှာလဲအခုတော့ပူလောင်ပြီဘာဖြစ်လို့ပူလောင်လဲအရက်ဆိုင်တွေပေါ်လာလို့ဘာတွေပေါ်လာလို့လဲပူပြီလားမပူဘူးလားဒီကြောင့်မို့အရက်ကိုမတော့ပါဗျာမတော့ကြနဲ့ကောင်းတဲ့စိတ်ပျက်စီးသွားမယ်ဗျာပျက်စီးသွားမလဲဒီငါလည်းအဲ့ဒါလိုက်ကြိုက်တော့ဒကမကများတယ်ဒကာကနဲနေတယ်ဟောမှာအရက်ကြောင်းဟောမလို့ဘာဟောမလို့လဲကောင်မတွေလည်းချကုန်ပါပြီချတဲ့ကောင်မချကုန်ပြီချကုန်ပြီလားဒီအဲ့ဒါဟောလိုက်ကဲလိုက်ဆိုလိုက်ပေါ်ရများသောများဖောစောသည်ကောင်းနေရလားပေါ်ရတာကိုပေါ်ရတော့များချတာဗောချလားမချဘူးလားများချတော့များဝါလာတာဗောဝါလာလားမဝါလာဘူးလားဟောင်းပဲတက်လာတာပဲဟုတ်တယ်မလားအဲ့တော့များဖောပြီးတော့စောသေးတာပါပဲတဲ့ဘာဖြစ်တာလဲတို့ကတော့အသေးစောလို့နှမျောတယ်ဘာစောသွားလို့လဲမိသားစုတွေလည်းနဲ့နာပေါ့ကွတိုင်းပြည်တွေလည်းနဲ့နာငါတို့ကြောင်းနေတဲ့ဘုန်းကြီးတွေနဲကုန်ပြီလားအားဒါကြောင့်နှမျောတယ်ပြောတာဟုတ်လားကဲနောက်တစ်ခုလိုက်ဆိုလိုက်သေကြီးဆိုတာထိုအရာနာမည်ကိုကကြောက်เสียကိုသေးမာမမကြောက်ရင်လေသူ့အကြောင်းနဲ့သူကံပဲအဲ့လိုပဲနှလုံးသွင်းရမှာပေါ့ဖခင်ကယောနီသောမနတိကာရလေဘာပြောလဲယောနီသောပြောမနတိကာရနှလုံးသွင်းကြသူ့အကြောင်းနဲ့သူကံပေါ့ကွယ်မိဘတွေလည်းပြောမှာပဲမပြောဘူးလားဟိုမကြခင်ကခလေးမလေးတယောက်လာလေးရင်းနှီးပါတယ်သူတို့ဖွားတွေနဲ့ကရင်းနှီးရဲ့ကကြတော့ဒီကောင်အရက်တော့လားဆိုတော့အရက်တော့တယ်နင်းကမပြောဘူးလားဆိုတော့သမီးလေးကပြောတာပြောလို့မရဘူးတဲ့ဒီကလေးမှမဆိုးဘူးပဲအဖေနဲ့သမီးပြောလို့ရပါမလားအဲ့ဒါကိုဂုံမယူနဲ့ငါသမီးကတော်တာပဲလို့ဂုံတင်ဘလို့တင်မလဲသမီးတော်လားမတော်ဘူးလားပြောလို့မှမရတာပြောတယ်လေသမီးတောင်စိတ်ဓာတ်ကြသွားပြီသမီးဘာဖြစ်သွားပြီလဲမိဘကဒီနဲ့ကြမှာပေါ့ကြလားမကြဘူးလားအေးထားလိုက်ပါတော့အဲ့ဒါလေးပြောလိုက်တာအဲ့တော့အရက်အကြောင်းကတော့အဲ့ဒီသဘောမျိုးပြောလိုက်တာအရက်ကိုမတော့ပါဗျာမတော့ဘူးတော့ပြောတာပါပဲဆိုင်ကများလာတော့တောက်တဲ့လူကများလာပြီများလာပြီလားနောက်တစ်ခုလိုက်ဆိုအရက်သေးစားတောက်သူများမှာလောကတလွား၌မတင့်တယ်သေတဲ့နောက်မှအပယ်ကြလို့900ဘဝယူလိမ့်မယ်ဖယားဟောလာကျမ်းဂန်အရာနဲ့လမ်းမှာပြလို့ဆုံးမတယ်အဲ့ဒါကြောင့်ရှောင်ကြပါတော့သာဝရကောင်းအောင်ကွယ်